UFC 327မှာ Carlos Uber ကဒဏ်ရာရသွားတယ်ဆိုတာအားလုံးအသိဖြစ်ပါလိမ့်မယ် ACL လို့ခေါ်တဲ့ဒူးအယွတ်ဒဏ်ရာပါဒါဆိုရင် ACL ဒဏ်ရာကဘယ်လိုဒဏ်ရာအမျိုးအစားလဲဆိုတာရဲ့ဒဏ်ရာပြန်လဲကောင်းမွန်လာနိုင်တဲ့လုပ်ငန်းစဉ်တွေကိုပြောပြပါမယ် ACL Anterior Cruciate Ligament Injury ဆိုတဲ့ဒူးအယွတ်ဆုပ်ပြဲဒဏ်ရာဆိုတာကဘာလဲကျွန်တော်တို့ရဲ့ဒူးစစ်ကအယိုးသုံးခုဖြစ်တဲ့ပေါင်ယို femur ခြေသလုံးယို tibia နဲ့ဒူးကောင်းစုယို patella တို့ကိုချိတ်ဆက်ထားတဲ့အစစ်တစ်ခုဖြစ်ပါတယ်အဲ့ဒီဒူးစစ်ကိုတည်ငြိမ်အောင်ထိန်းပေးထားတဲ့အဓိကအယုတ်က၄ခုရှိတယ်အဲ့ဒီအထက်ကမှတစ်ခုဖြစ်တဲ့ ACL ဟာဒူးစစ်ရဲ့အလဲပေါ်မှာရှိပြီးတော့ပေါင်ယိုးနဲ့ခြေသလုံးယိုးကိုဆက်သွယ်ပေးထားတဲ့ကြွက်သားအယုတ်တစ်ခုဖြစ်ပါတယ် ACL ရဲ့အဓိကအလုပ်ကခြေသလုံးယိုးနဲ့ပေါင်အယိုးရဲ့အရှိကိုကြော်လွန်ပြီးတော့ကြော်ထွက်မသွားအောင်ထိန်းပေးထားဖို့ဖြစ်တယ်ဒါအပြင်ကျွန်တော်တို့လမ်းလျှောက်တာတွေပြေးတာတွေခုန်တာတွေကန်တာတွေစတဲ့လှုပ်ရှားမှုတွေမှာဒူးစစ်ကိုဟန်ချက်ညီအောင်အဓိကထိန်းပေးထားတဲ့အရွတ်ပါ ACL ဒဏ်ရာကကစားသမားတွေအဖြစ်များဆုံးဒဏ်ရာတွေထဲကအမျိုးအစားတစ်ခုဖြစ်တယ်တိုက်ခိုက်ရေးအားကစားဘောလုံးနဲ့တင်းနစ်ကစားနည်းတွေမှာပါပို့ပြီးတော့အဖြစ်များတယ် ACL ဒဏ်ရာရနိုင်တဲ့အခြေအနေတွေအများကြီးရှိပေမဲ့ Carlos Uber ရဲ့ဒဏ်ရာကခြေထောက်ရဲ့တီချက်ကနေပြီးတော့ position လွဲသွားပြီးတော့ body တစ်ခုလုံးရဲ့အလေးချိန်ကခြေသလုံးရိုးပေါ်မှာရှိနေရမယ့်အစားအယုတ်ရဲ့အပေါ်မှာဥတီချက်ဖြစ်သွားတာကြောင့်မလို့ဒူးယုတ်ကဆုပ်ပြဲပြီးတော့ခြေသလုံးရိုးကနေပြီးတော့ရှေ့ကိုချော်ထွက်သွားတာမျိုးပါစေးပညာရှုထောင့်ကနေကြည့်ရရင်တော့ ACL ဒဏ်ရာကအဆင့်3ဆင့်ရှိတယ်အဆိုးဝါးဆုံးအဆင့်ဖြစ်ပြီးတော့အယိုးကလုံးဝဆုပ်ပြဲသွားပြီးမဖြစ်မနေခွဲစိတ်ဖို့လိုအပ်လာပြီခွဲစိတ်မှုမှာလည်းအယုတ်အစားထိုးကုသမှုမျိုးမဖြစ်မနေကိုလှုပ်ဆောင်ရတယ်အကယ်၍ခွဲစိတ်ပြီးသွားရင်ရောပြီးပြီလားဆိုရင်ဒါက ACL ရဲ့ဒဏ်ရာ recovery အတွက်ပထမအဆုံးအဆင့်ပဲရှိသေးတယ်နှစ်ပတ်အတွင်းမှာဘာလို့ရှားမှုမှလုံးလို့မရအောင်အယောင်ကြားဖို့နဲ့အစားထိုးထားတဲ့အယုတ်ကိုဒူးမှကြွက်သားတက်ပြီးတော့အသားသေးအောင်အချိန်ပေးရတယ်နှစ်ပတ်ကနေပြီးတော့၄ပတ်အတွင်းမှာကတော့ဒူးရဲ့ရောင်ရမ်းမှုနဲ့နာကျင်မှုအခြေအနေပေါ်မူတည်ပြီးတော့ဂျိုင်းတောင်းနဲ့လမ်းလျှောက်ရတာမျိုးတွေစတင်ပြီးတော့လှုပ်ဆောင်ရပြီခွဲစိတ်ပြီးတော့2လနဲ့3လအကြာမှာအစားထိုးထားတဲ့အယုတ်ကိုပြန်လည်တမ်းမာဖို့အတွက်ဒူးကိုဖြည်းဖြည်းချင်းကွေးတဲ့ဆက်နဲ့အပေါ်စားလေ့ကျင့်ခန်းတွေလုပ်ရပါတယ်6လကျော်မှသာပုံမှန်လမ်းလျှောက်တာတွေပြေးတာမျိုးတွေကိုပြန်ပြီးတော့ပြုလုပ်လို့ရမှာပါဖိုက်တာတယောက်အနေနဲ့ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ဆိုရင်တော့အချိန်က6လကနေပြီးတော့9လဝန်းကျင်ကြားလောက်ထိကြာသွားနိုင်ပါတယ်ဒါကြောင့်မို့လို့လဲ Carlos Uber ကိုဒီနှစ်အတွင်းမှာပွဲပြန်ကစားနိုင်မှာမဟုတ်တော့ဘူးဆိုပြီးတော့အားလုံးကသုံးသပ်နေကြတာပါဒါလို့ဆိုရင်တော့ ACL ရဲ့ဒဏ်ရာအကြောင်းကိုအနည်းနဲ့အများတော့နားလည်သွားလောက်ပြီလို့ထင်ပါတယ်နေရတာပါ channel MSN ပါတတာ